ဇလန်ရဲ့အစမှာတော့ရင်းနှင်းစရာမြင်ကွင်းတစ်ခုနဲ့မိတ်ဆက်ပေးထားပါတယ်။အခန်းတစ်ခုလုံးဖီယိုဖျဲဖြစ်နေပြီးတော့ရေချိုးကန်ထဲမှာစိတ်တက်ကြကမှိုင်တွင်နေတဲ့အမျိုးသားတစ်ယောက်ကိုတွေ့ရပါတယ်။သူကတော့ဒွန်လို့ခေါ်တဲ့ကမ္ဘာအဆင့်မီတက်နစ်ကစားသမားတစ်ယောက်ပါ။ဘဝရဲ့အထွတ်ထိပ်ကနေဘာကြောင့်ဒီလိုမျိုးအခြေအနေကိုရောက်သွားရတာလဲဆိုတာကိုသိဖို့အတွက်ဇလန်ကလွန်ခဲ့တဲ့6လကိုပြန်ပြောင်းသွားပါတယ်။လွန်ခဲ့တဲ့6လကတော့ဒွန်ကအောင်မြင်မှုတွေရဲ့ထိပ်ဆုံးမှာပါ။နာမည်ကြီးတော်ရှိုးတစ်ခုမှာအင်တာဗျူးဖြေနေတဲ့အထိသူကလူသိများတဲ့စူပါစတာတစ်ယောက်ဖြစ်ခဲ့ပါတယ်။တော်ရှိုးအစီအစဉ်မှာတင်ဆက်တဲ့သူကဒွန်မေးခွန်းတစ်ခုမေးပါတယ်။မင်းကိုတင်းနစ်လောကမှာဒီလောက်အထိအောင်မြင်အောင်ဘယ်အရာတွန်းအားပေးခဲ့ရလဲတဲ့။အဲ့ဒီအခါမှာဒွန်ကသူငယ်စဉ်တုန်းကအကြောင်းကိုပြန်ပြီးတော့ပြောပြပါတယ်။ဒွန်ကငငယ်ကလေးကသူ့အဖေရဲ့ပြင်းထန်တဲ့လေ့ကျင့်ပေးမှုတွေအောက်မှာကြီးပြင်းလာခဲ့ရပါ။တနေ့မှာတော့ဒွန်ကလေ့ကျင့်ခန်းတွေလုပ်ရင်းနဲ့အရန်ပင်ပန်းနေတဲ့အချိန်မှာတင်းနစ်ဘောလုံးအမတ်မထင်ရိုက်ထုတ်လိုက်ရတာနေဒူးဆိုတဲ့ကောင်မလေးတယောက်ရဲ့ခေါင်းကိုသွားမှန်ခဲ့ပါတယ်။အဲ့ဒီမတော်တဆမှုလေးကပဲသူတို့နှစ်ယောက်ကိုခွဲမရတဲ့တငယ်ချင်းတွေဖြစ်စေခဲ့ရပါ။တနေ့မှာတော့ဒိုနတ်ဆိုင်ကြီးမှာဒူးကဒွန်သူမမှာထူးဆန်းတဲ့အစွမ်းတစ်ခုရှိကြောင်းပြောပြပါတယ်။အဲ့ဒါကတော့သူမစိတ်အာရုံပဲသုံးပြီးတော့ဇွန်းတစ်ချောင်းလက်နဲ့မထိပဲလှုပ်ရှားအောင်လုပ်နိုင်တာပါ။ဒွန်ကအံ့ဩတကြီးနဲ့ဘလို့လောက်တာလဲလို့မေးတဲ့အခါမှာတော့ဒူကသူမရဲ့အုံနောက်ထဲမှာအချိတ်တစ်ခုရှိနေကြောင်းနဲ့တခါသတိလစ်သွားပြီးပြန်နိုးလာတဲ့အခါမှာဒီအစွမ်းရလာဖြစ်ကြောင်းပြောပြခဲ့ပါတယ်။နောက်ပိုင်းမှာတော့ဒူကယောဂကုသဖို့အတွက်အမေရိကကိုပြောင်းသွားခဲ့ရပါတယ်။သူမမသွားခင်ဒွန်ကိုစာတစ်စောင်ချန်ထားခဲ့ပါတယ်။အဲ့ဒီစာထဲမှာတော့ဒွန်ကိုတင်းနစ်ချန်ပီယံဖြစ်အောင်ကြိုးစားဖို့နဲ့သူမခွဲစိတ်မှုအောင်မြင်လို့ပြန်လာတဲ့အခါမှာဒိုနတ်တွေနဲ့အတူတူအောင်ပွဲခံကြမယ်လို့ရေးထားခဲ့ပါတယ်။ဒူးရဲ့စကားတွေကိုခေါ်အားယူပြီးတော့ဒွန်ကပို့ပြီးတော့ပြင်းပြင်းထန်ထန်လေ့ကျင့်ခဲ့ပါတယ်။နောက်ဆုံးမှာတော့သူကချန်ပီယံတစ်ယောက်ဖြစ်လာခဲ့ပါတော့တယ်။ဒါပေမဲ့ကန်ကြမ္မာမျက်နှာသာမပေးခဲ့ပါဘူး။ဒူကအမေရိကမှာကွယ်လွန်သွားပြီဆိုတဲ့သတင်းဆိုသူကြားလိုက်ရပါတယ်။နှစ်တွေကြာလာတဲ့အခါမှာဒွန်ကအရက်ရှည်ပြီးတော့ခံညားတဲ့အမျိုးသားတစ်ယောက်ဖြစ်လာခဲ့ပါတယ်။ဒါပေမဲ့သူ့မှာအားနည်းချက်တစ်ခုရှိပါတယ်။အဲ့ဒါကတော့သူ့ရဲ့အတန်ပါ။ရှီချိုးခန်းထဲမှာတချင်းဆူနေတဲ့ဒွန်ရဲ့အတန်ကတကယ်ကိုနားမခံတာလောက်ဆိုးရွားလွန်းလှပါတယ်။အဲ့ဒီနောက်မှာတော့ဒွန်ကသူ့ရဲ့ရီးစားဖြစ်သူနာမည်ကြီးမော်ဒယ်နဲ့မင်းသမီးအန်နာနဲ့ညစာအတူတူစားရင်းနဲ့လက်ထပ်ခွေတောင်းမှုအတွက်ကြိုးစားပါတယ်။ဒါပေမဲ့အန်နာအိမ်နောက်ပြုတ်ဖို့အတွက်အဆင်သင့်မဖြစ်သေးဘူးဆိုပြီးတော့ဒွန်ကိုလမ်းခွဲလိုက်ပါတယ်။မကြခင်မှာပဲအန်နာက The Rocker ဆိုတဲ့အဆိုတော်ဂျင်မီနဲ့တွဲနေရဆိုတဲ့သတင်းတွေထွက်လာတဲ့အခါမှာတော့ဒွန်ကအကြီးအကျယ်စိတ်တက်ကြသွားပါတော့တယ်။စိတ်တက်ကြနေတဲ့ဒွန်ကအရက်ဆိုင်မှာရန်ဖြစ်ရာနေလက်ကောက်ဝတ်အယူအပ်သွားပါတယ်။ဒါကတော့ဇလန်းအစမှမြင်ခဲ့ရတဲ့ဒွန်ရဲ့အခြေအနေပါပဲ။သူ့ရဲ့မန်နေဂျာကြီးဖြစ်တဲ့ဂျိုနိုနဲ့တိုနိုတို့ကသူ့ကိုတင်းနစ်ကွင်းထဲကိုပြန်ဝင်ဖို့အတွက်တိုက်တွန်းပေမဲ့ဒွန်ကတော့ငြင်းဆန်ခဲ့ပါတယ်။နောက်ဆုံးမှာတော့သူ့အဖေရဲ့အကြံပေးချက်အရစိတ်အပန်းဖြေဖို့အတွက်ပတ်တရားကသူ့ရဲ့ဇာတိမြို့လေးကိုပြန်လာခဲ့ပါတယ်။အဲ့ဒီမှာသူ့ရဲ့တငယ်ချင်းဟောင်းတင်းနစ်ကွင်းဆောက်ဒွီနဲ့ပြန်ဆုံပါတယ်။အဲ့ဒီအချိန်မှာပဲမိန်းကလေးတစ်ယောက်ကဒွန်စီကိုရောက်လာပြီးတော့သူမကဒူးဖြစ်ကြောင်းပြောလာပါတယ်။ဒွန်ကတော့သူမတည်သွားပြီလို့သိထားတာကြောင့်လုံးဝမယုံကြည်ပါဘူး။ဒါပေမဲ့သူတို့ဒိုနတ်ဆိုင်ကိုသွားတဲ့အခါမှာအဲ့ဒီမိန်းကလေးကဇွန်းကိုစိတ်နဲ့လှုပ်ပြပြီးတော့သူမဟာဒူးအစ်စ်မှန်ဖြစ်ကြောင်းသက်သေပြလိုက်ပါတယ်။ဒွန်ကသူ့တဲခိုခဲ့တဲ့ဟိုတယ်မှာပဲအန်နာနဲ့ဂျီမီကိုရောက်နေအောင်တွေ့ပြီးတော့စိတ်အနှောက်အယှက်ဖြစ်သွားပါတယ်။ဒွန်ကသူ့ရဲ့ရီးစားဟောင်းမမေ့နိုင်သေးတာကိုသိတဲ့ဒူးကတော့ဒွန်ကိုကူညီဖို့အတွက်ဆုံးဖြတ်လိုက်ပါတယ်။အန်နာရဲ့စိတ်ကိုပြန်ပြီးတော့ဆွဲဆောင်နိုင်ဖို့အတွက်ဒူးကအစီအစဉ်တွေဆွဲပြီးပါတယ်။တညမှာတော့ဟိုတယ်စားတောက်ဆိုင်မှာဂျင်မီကတချင်းတက်ဆိုပြီးတော့လူတွေကိုဖမ်းဆားသွားပါတယ်။ဒွန်ကလည်းအားကြမခံပေါ့နော်စင်မော်တက်ပြီးတော့တချင်းဆူလိုက်ရမှာတော့တဆိုင်လုံးကလူတွေကဘာတန်ကြီးလဲဆိုပြီးတော့ကြောင်တောင်ဖြစ်ကုန်ကြပါတယ်။ဒွန်ကတော့အရန်ကိုအဆက်ရသွားပါတယ်။နောက်နေ့မှာတော့ဒူးကဒွန်ကိုတချင်းဆူတင်ပေးဖို့အတွက်ပြောပါတယ်။မိန်းကလေးတွေကရလက်ထက်မင်းရဲ့စူးစမ်းအားထုတ်မှုပိုကြည့်တာဆိုတဲ့စကားနဲ့ဒွန်ကိုအားပေးခဲ့ပါတယ်။အဲ့လိုနဲ့ပဲဒွန်နဲ့ဒူးတို့ကကာရာအိုကေဆိုင်မှာတချင်းလေးကျင်းကြပါတယ်။ဒါပေမဲ့ဒွန်ရဲ့အတန်ကတော့တိုးတက်မလာပါဘူး။အပြန်လန်းမှာတော့သူတို့ကမင်္ဂလာဆောင်တစ်ခုကိုတွေ့ပြီးတော့ဗိုက်စာနဲ့ဝင်စားကြပါတယ်။အဲ့တဲ့အယောင်ဆောင်ပြီးတော့ဝင်စားနေတဲ့အချိန်မှာသူတို့သားနဲ့သူတို့သမီးကသူတို့ကိုတီးတဲ့သူမဟုတ်မှန်းရှိမ့်မိသွားလို့ထွက်ပြေးခဲ့ရပါတယ်။အပြန်မှာတော့ဒူးကမူးမူးယူးယူးနဲ့ဆိုင်ကယ်မောင်းရာနေဆိုင်ကယ်လက်ကင်ကျွတ်သွားလို့ဆိုပြီးတော့လမ်းလျှောက်ပြန်ကြရပါတယ်။လမ်းမှာတော့ဥရောပမာဖီးယားခိုင်းသားတွေကလူတက်ပြီးအလောင်းဖျောက်ဖို့အတွက်မြေချင်းတူးနေတာကိုမတော်တဆတွေ့သွားကြပါတယ်။ကြောင်လန့်တကြားနဲ့စိတ်ကန်းတစ်ခုမှာပုံနေတော့ဒူးကမတော်တဆအီးပေါက်လိုက်တဲ့အတွက်မာဖီးယားတွေကသူတို့ရှိရဲ့နေရာကိုတိသွားပါတယ်။ဒွန်ကတော့ဒူးကိုကာကွယ်ဖို့အတွက်သူ့ရဲ့တင်းနစ်စွမ်းရည်ကိုသုံးပြီးတော့တစ်သားတုံးတွေကြောက်ခဲတွေကိုတင်းနစ်ရိုက်တယ်လို့မာဖီးယားတွေကိုပစ်ပေါက်ပြီးတော့နှိမ်နင်းလိုက်ပါတယ်။ဒီဖြစ်ရအပြီးမှာတော့သူတို့နှစ်ယောက်ကြားတန်ရောစင်ဟာပို့ပြီးတော့ခိုင်ငဲလာပါတယ်။နောက်နေ့မှာတော့ဒူးကတင်းနစ်တင်ပေးဖို့အတွက်ဒွန်ကိုတောင်းဆိုပြီးမြဲသူမဘောလုံးအောင်ထိအောင်မရိုက်နိုင်ပါဘူး
တစ်ဖက်မှာလည်းဒွန်ကအန်နာကိုတွေ့ပြီးတော့ငါမင်းအတွက်အရာအလုံးလုပ်ပေးခဲ့ရအောင်ဘာလို့လမ်းခွဲရတာလဲလို့မေးပြီးမယ်အန်နာကတော့ဂယုမဆိုင်ပဲထွက်သွားပါတယ်စိတ်တူနေတဲ့ဒွန်ကဒူးကိုစိတ်နာအောင်ပြောလိုက်မိလို့ဆိုပြီးတော့ဒူးကပျောက်သွားပါတယ်ဒွန်ကနှောင်နှားရပြီးတော့ရက်အတော်ကြာရှာဖွေခဲ့ရပါတယ်နောက်ဆုံးဒူးပြန်ပေါ်လာတဲ့အခါမှာတော့ဒွန်ရဲ့ဖခင်နဲ့မန်နေဂျာကြီးကရောက်လာပြီးတော့သူ့ရဲ့အကျွေးတွေကိုဆက်ဖို့နဲ့ဘဝကိုပြန်ပြီးတော့ထူထောင်ဖို့ရှန်ဟိုင်းတင်းနစ်ပြိုင်ပွဲကိုဝင်ပြိုင်ဖို့ပြောပါတယ်ဒူးကလည်းဒွန်နိုင်မာကိုမြင်ချင်တယ်ဆိုပြီးတော့အားပေးပါတယ်ဟိုတယ်မှာနေတဲ့နောက်ဆုံးညမှာတော့ဒွန်ကအန်နာအတွက်တချင်းဆိုပေးဖို့ပြင်ဆင်ထားပေမဲ့ဒူးကိုမြင်လိုက်ရတဲ့အခါမှာတော့စိတ်ပြောင်းသွားပါတယ်သူကအန်နာကိုဂယုမဆိုင်တော့ဘဲနဲ့ဒူးကိုပဲခေါ်ပြီးတော့ထွက်လာခဲ့ပါတယ်တစ်ဖက်မှာလည်းဂျင်မီကအန်နာကိုစင်ပေါ်မှာလက်ထပ်ခွင့်တောင်းမိမယ်လေအန်နာကငင်းလိုက်ပြီးတော့လမ်းခွဲလိုက်ပါတယ်အန်နာကဂျပန်ကိုရုပ်ရှင်ရိုက်ဖို့ဆိုပြီးတော့ထွက်သွားပါတယ်အဲ့ဒီနေ့လယ်မှာပဲဒူးကဒိုနတ်ဆိုင်ထဲမှာတတိလစ်လေးကျသွားပါတယ်စီးရုံရောက်တဲ့အခါမှာတော့ဆရာဝန်ကသူမရဲ့အုံနောက်အကျိတ်ကပြန့်သွားပြီဆိုပြီးတော့၃ဘက်အတွင်းခွဲစိတ်ရမယ်ဒါမှမဟုတ်ရင်အသက်အန္တရာယ်ရှိနိုင်တယ်လို့ပြောပါတယ်ဒွန်ကဒူးကိုဘန်ကောက်ခေါ်သွားပြီးတော့အနီးကပ်ပြုစုပါတယ်ထူးဆန်းတာကတင်းနစ်ပြိုင်ပွဲဖိုင်နယ်ပွဲနေ့ကဒူးရဲ့ခွဲစိတ်မဲ့နေ့နဲ့တိုက်ဆိုင်နေပါတယ်ဒွန်ကပြိုင်ပွဲမှာချန်ပီယံဆုကိုဆွတ်ခူးနိုင်ခဲ့ပြီးတော့ဆုဖလားကြီးကိုကင်ကစီးရုံကိုအပြေးလွှတ်လာခဲ့ပါတယ်ဒါပေမဲ့ဆရာဝန်ကဒူးအသက်ရှင်ဖို့မတိချသလိုရှင်ရင်တော့မှပုံမှန်ဖြစ်တိုင်ပါမလားဆိုပြီးတော့စိုးရိမ်နေရကြောင်းပြောပါတယ်လူတိုင်းမျောလင်းချက်ကုန်နေတဲ့အချိန်မှာအခန်းထဲကဇွန်လီကသူ့အလိုလိုလှုပ်ရှားလာပါတယ်ဒါကဒူးတတိယလာပြီဆိုတဲ့နမိတ်ပါပဲသူမတတိယရချင်းပထမဆုံးတောင်းဆိုတာကတော့ဒိုးနတ်ပါပဲဒါပေမဲ့ဇလန်းအလှည့်ပြောင်းကဖြစ်လာပြန်ပါတယ်ဒွန်လေးချိန်ကလုံးနေတဲ့အချိန်မှာအန်နာလာတွေ့ပါတယ်ဒါအောင်မြင်တဲ့ဒူးကသူတို့နှစ်ယောက်လမ်းဖယ်ပေးတဲ့နယ်လို့ထင်ပြီးတော့စတစောင်ချန်ပြီးထွက်သွားပါတယ်ဒွန်ကဒုတိယအကြိမ်စိတ်သက်ကျသွားပြန်ပါတယ်အဲ့ဒီအချိန်မှာဒွန်အဖေကဘုံတစ်လုံးကျဲလိုက်ပါတယ်အဲ့ဒီမိန်းကလေးကဒူးမဟုတ်ဘူးမင်းတင်းနဲ့ပြန်ကစားခြင်းစိတ်ပေါ်လောင်ငါငှားထားတာဇွန်လောက်တာကလည်းယူကျူရဲ့မျက်လက်တစ်ခုပဲဆိုပြီးတော့ပြောလိုက်ပါတယ်ဒွန်ကအရန်ကိုစိတ်ပြတ်သွားပါတယ်6 လလောက်ကြာပြီးရဲ့အခါမှာတော့ဒွန်ကနယူးယောက်ကပြိုင်ပွဲတစ်ခုရောက်နေပါတယ်အဲ့ဒီမှာသူကဘားတစ်ခုမှအလုပ်လုပ်နေတဲ့ဒူးကိုတွေ့လိုက်ရပါတယ်ဒါပေမဲ့သူ့အဖေပြောခဲ့တဲ့စကားတွေကိုယုံနေတဲ့အတွက်သူမကိုလှည့်မကြည့်ပဲနဲ့ထွက်လာခဲ့ပါတယ်သူသားဒီလောက်စိတ်ဆင်းရဲနေတာကိုမြင်တဲ့အဖေဖြစ်သူကနောက်ဆုံးမှာတော့အမှန်တရားကိုဖွင့်ပြောလိုက်ပါတယ်ငါမင်းကိုလိန်ခဲ့ရပါအဲ့ဒီမိန်းကလေးကဒူးအစ်စ်ပါမင်းရဲ့ခွဲစိတ်မှုကြောင့်စိတ်မထိခိုက်အောင်သူမနောက်တစ်ခါထွက်သွားရင်မင်းဘဝပြတ်မသွားအောင်လို့ငါလိန်ခဲ့တာဆိုပြီးတော့အမှန်တရားကိုသိလိုက်ရတဲ့ဒွန်ကတော့ဒူးရှိရဲ့နေရာအပြေးလွှားသွားခဲ့ပါတယ်အဲ့ဒီမှာသူကဒူးအတွက်တချင်းတစ်ပုတ်ဆိုပြပါတယ်အခုဆိုရင်ဒွန်ရဲ့အတန်အရင်လိုမဟုတ်တော့ဘဲနဲ့အရန်ကိုကောင်းမွန်နေပါပြီသူချစ်တဲ့အမျိုးသမီးအတွက်သူဘလောက်ထိစူးစမ်းခဲ့လဲဆိုတာကိုသက်သေပြလိုက်တာပါဒူးကလည်းအရန်ဝမ်းသာသွားပြီးတော့သူတို့နှစ်ယောက်နောက်ဆုံးမှာတော့ပျော်ပျော်ရွှင်ရွှင်နဲ့ပေါင်းဖက်သွားပါတော့တယ်အခုလိုမျိုးဇာတ်ကားကောင်းလေးတွေကြည့်ချင်နေဆိုရင်ကျမတို့ channel လေးကို subscribe လေးလုပ်ထားပြီးပါနော်ကျမတို့အစီအစဉ်တင်ဆက်သူ agent မြတ်ဖြစ်ပြီးတော့ video editor ကတော့မင်းခန့်ကျော်ဖြစ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်